အဖေကလည်းအယောင်းဝယ်လောက်တာမဟုတ်အမေကလည်းအယောင်းဝယ်လောက်အလုပ်ကိုလောက်တာမဟုတ်ဘူးကိုကအယောင်းဝယ်အလုပ်ကိုလုပ်ချင်နေဆိုလို့ရှိရင်ဘေးကစလောက်ရမလဲဆိုတာမသိတဲ့လူတွေအတွက်ပေါ့နော်အယောင်းဝယ်တော့လုပ်ချင်တယ်ဘေးကနေစလောက်ရမှမသိဘူးဆိုတဲ့သူတွေအတွက်ပေါ့ပထမဘာလုပ်ရမလဲဆိုကိုကိုတိုင်လူပေါ့နော်ကိုတိုင်ကဒီအယောင်းဝယ်လုပ်ကိုလုပ်ဖို့အတွက်စိတ်ဆန္ဒပါဖို့လိုတယ်အယောင်းဝယ်နဲ့ပတ်သက်တဲ့ဘ ഹു တုတပါဖို့လိုတယ်ဒုတိယရောက်တော့ငွေပေါ့နော်ဒုတိယကျတော့ငွေလိုမယ်ပေါ့နော်တတိယရောက်တော့သူကကုန်ပစ္စည်းပေါ့ကိုဘာရောက်မလဲဆိုတော့ကုန်ပစ္စည်းကိုဆက်သွယ်ရဖို့လိုတယ်စတုထရောက်တော့ဘာလို့လဲဆိုတော့နေရပေါ့နော်ဘယ်လိုနေရာမှာဖွင့်မှာလဲပေါ့ဘယ်လိုနေရာဖွင့်ဖို့လဲပေါ့နော်ဆိုတော့ဒီအချက်လေးချက်ပေါ့နော်ပထမလူလိုတယ်လူဆိုတာကိုတိုင်ကလည်းဘုသူတရှိရမယ်ဒီအလုံးလုံးမှလုပ်ဖို့အတွက်လူပေါ့နော်လူရင်းနှီးလိုတယ်ဒုတိယငွေကြေးရင်းနှီးလိုတယ်တတိယကျတော့ကုန်ပစ္စည်းပေါ့နော်ကုန်ပစ္စည်းကိုဘယ်ရမလဲဘယ်လိုနေရာနေယူမလဲဘယ်လိုနေရာနေယူပြီးရောင်းမလဲဘယ်လိုမှာမလဲပေါ့နော်ဘယ်လိုဆက်သွယ်ရအောင်လုပ်မလဲပေါ့စလုထားရောက်တော့နေရပေါ့နော်ရောင်းဝယ်လုပ်ပြီးဆိုလို့ရှိရင်နေရာလည်းအရင်အရေးကြီးပါတယ်ပေါ့နော်နေရာကောင်းလို့ရှိရင်ရောင်းဝယ်ရတပန်းသားပါတယ်ကိုမှပစ္စည်းဘယ်လောက်ပဲစုံနေပါစေကောင်းနေပါစေနေရာမကောင်းဘူးဆိုလို့ရှိရင်ရောင်းဝယ်ရထင်တယ်လို့မထွန်းပေါက်ဘူးပေါ့နော်နေရာတော့ကောင်းတယ်ကုန်ပစ္စည်းကမလာဘူးဘာညာဆိုရင်လည်းအနေရကောင်းပြီမဲ့လည်းအလကားပဲပေါ့နော်အနေရလည်းကောင်းတယ်ကုန်ပစ္စည်းကလည်းဆက်သွယ်ရှိတယ်ဒါပေမဲ့ငွေကြီးကမတတ်နိုင်ပြန်ဘူးဆိုရင်လည်းအဆင်မပြေပါဘူးเนาะမထွန်းပေါက်ပါဘူးနေရလည်းကောင်းတယ်ကုန်ပစ္စည်းလည်းရှိငွေကြီးလည်းရှိတယ်လူကိုယ်တိုင်ကလှုပ်ရှင်ကံကြစိမရှိဘူးပြင်းတယ်ပေါ့နော်ပေါ်ရွနေတယ်လှုပ်တယ်ဆိုလို့ရှိရင်တော့ထွန်းပေါက်ဖို့မလွယ်ပါဘူးဆိုတော့ကိုကအယောင်းဝယ်တစ်ခုကိုလုံးမယ်ဆိုလို့ရှိရင်ပထမလူကိုယ်တိုင်ကလူရင်းနှီးပေါ့နော်ကိုတိုင်လည်းဘူးသူတရှိဖို့လိုတယ်ဒုတိယကတော့ငွေကြေးရှိဖို့လိုတယ်တတိယကုန်ပစ္စည်းအဆက်အသွယ်ရဖို့လိုတယ်စတုတ်ထားရောက်တော့နေရပေါ့နော်ဘယ်လိုနေရာမှာကိုရောက်မလဲဆိုတာကိုအဲ့ဒီအချက်လေးချက်အရှိခံရင်ပြည့်စုံအောင်လုပ်ပြီးဆိုလို့ရှိရင်တော့ရောင်းဝယ်တစ်ခုကိုစတင်လို့ရပါပြီကျေးဇူးတင်ပါတယ်မသိသေးတဲ့လူတွေတွေ့